အမေရိကကိုအလဲပတ်သွားဖို့လေရင်ပေါ်ရောက်နေတဲ့မေဇင်ဆိုတဲ့ကြောင်မချောလေးတယောက်ဟာခရီးစတင်တဲ့နာရီနှဲငယ်အတွင်းမှာပဲအခက်ခဲနဲ့ကြုံရတော့မယ်ဆိုတာမသိခဲ့ပါဘူး။သူမဟာလေရင်မတက်ခင်အိမ်ကနေအမှတ်မထင်စားလာခဲ့တဲ့ဒညင်းသီးနှလုံးရဲ့အရှိန်ကြောင့်ဝမ်းပိုက်မှာပြင်းထန်တဲ့ဖိအားကိုခံစားလာရတယ်။မေဇင်ဟာသူမရဲ့ထိုင်ကုန်မှာကိုကြုံရင်ဘယ်သူမှမသိအောင်တိုးလေးပဲထွက်သွားမှာပါလေလို့ကိုအားပေးကအီးကိုအသာလေးထုတ်လွှတ်လိုက်ပါတယ်။ဒါပေမဲ့ကန်ဆိုးတဲ့မေဇင်ရဲ့ထိုအီးဟာတိတ်တဆိတ်ထွက်သွားမဲ့အစားလေရင်ရဲ့အင်ဂျင်တန်ကိုပင်လွှမ်းမိုးသွားနိုင်လောက်တဲ့အတန်ကျဲကြီးနဲ့ထွက်ပေါ်လာပြီးလေရင်တစ်လုံးလုံးအီးနံဆိုးနဲ့နံဟောင်သွားခဲ့ပါတယ်။ခရီးသည်တွေအားလုံးမျက်ရည်ကျနှာခေါင်းပိတ်ကုန်ကြတယ်။ရှင်တို့ကျမဒညင်းသီးနှလုံးပဲစားမိတာပါ။မနံပါဘူးလို့ညင်းဆိုပေမဲ့လေရင်မယ်တွေဟာမေဇင်ကိုအမြန်ဆုံးဖယ်ရှားဖို့ဆွဲခေါ်ထုတ်သွားပါတော့တယ်။ဆွဲခေါ်ခံရတဲ့အချိန်မှာလဲမေဇင်စီကနေအီးတွေကဇက်တိုက်ပေါက်ထွက်နေပြီးရော့ရှူလိုက်ဆိုပြီးလေရင်မယ်ရဲ့မျက်နှာရှေ့ကိုအတင်းပေးရှူလိုက်တာကြောင့်လေရင်မယ်ခတ်များအနက်မခံနိုင်တော့တဲ့အဆုံးမေဇင်ကိုလေရင်ရဲ့တကားဖွင့်ပြီးအပြင်ကိုတွန်းချလိုက်ပါတော့တယ်။မေဇင်ရဲ့အီးရဲ့အရှိန်ဟာအလွန်ပြင်းထန်တာကြောင့်မေဇင်ဟာဒုံးကျည်ပမာလေးထဲမှာအမြန်ဆုံးနှုန်းနဲ့လွင့်ထွက်သွားခဲ့ပြီးအဝေးတနေရာကိုရောက်ရှိခဲ့ပါတယ်။မြို့တစ်မြို့ပေါ်ကိုရောက်လာတဲ့အခါမြို့ကလူတွေဟာမေဇင်ရောက်လာတာနဲ့အတူပါလာတဲ့အီးမုန်တိုင်းကြောင့်အကုန်လုံးနှာခေါင်းပိတ်ပြီးပြေးကုန်ကြတယ်။မေဇင်ဟာသူမရဲ့ဖြစ်ဆိုးကိုဝမ်းနည်းစွာငိုနေတော့မှာပဲ။ချောမောခံရတဲ့ကြောင်ထီးတစ်ကောင်ရောက်လာပြီးမေဇင်ကိုနှစ်သိမ့်ကသူ့ရဲ့ကားပေါ်ကိုခေါ်တင်သွားခဲ့ပါတယ်။မေဇင်ကလည်းကြောင်ထီးကိုမြင်ချင်းကြွေသွားခဲ့တယ်။ကားမောင်းနေတော့ဒညင်းသီးရဲ့အရှိန်မပြေသေးတဲ့မေဇင်စီကနေအီးတစ်လုံးထပ်ထွက်လာခဲ့တယ်။မေဇင်ဟာခရက်အရှိမအီးပေါက်မိပြန်ပြီးလို့ရှက်ယွန့်ကကားပေါ်ကနေပြေးဆင်းသွားခဲ့တယ်။ချစ်စိတ်ဝင်နေတဲ့ကြောင်ထီးကလည်းမေဇင်ကိုလိုက်လာကဝမ်းနှုတ်ဆေးကျွေးဖို့ဆေးရုံကိုခေါ်သွားခဲ့ပါတယ်။ခွဲစိတ်ခန်းထဲမှာဝမ်းနှုတ်ဆေးကျွေးတဲ့အရှိန်ကြောင့်မေဇင်အီးပေါက်လိုက်တဲ့အခါအီးတွေပါလွင့်ထွက်သွားပြီးဆရာဝန်တွေပါလွင့်ထွက်သွားခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီနောက်မှာတော့မေဇင်ဟာတက်တာသွားခဲ့ပါတယ်။မေဇင်တက်တာသွားပြီးနောက်ချစ်သူကြောင်ထီးနဲ့အတူလက်ထပ်လိုက်ကြပြီးချစ်စရာကြောင်ကလေးတစ်ကောင်ကိုမွေးဖွားခဲ့ပါတယ်။ဒါပေမဲ့မွေးလာတဲ့ကြောင်ကလေးဟာလည်းအမေတူသားလေးဖြစ်တာကြောင့်သူ့ရဲ့အဖေရဲ့မျက်နှာတဲ့ကိုအီးပေါက်ထည့်လိုက်ပါတော့တယ်။ဒါကြောင့်တကယ်ချစ်သူဆိုရင်အချစ်အတွက်ဒညင်းသီးနဲ့အီးနံကိုလည်းခံနိုင်ရမယ်ဆိုတာဒီဇလန်းကသက်သေပါပဲ။